စားပဲဥဘလို့လုပ်လဲစားပဲဥကဘလို့လဲဆိုတော့မိကြတဲ့တွေအတွက်ဒါကျွန်တော် order ရှိရတဲ့အတွက်အလုံး100စားပဲဥအလုံး100ခွဲနေတာပါနော်စားပဲဥဆိုတာကျွန်တော်တို့ဒါဒီလိုမျိုးလေးတွေပေါ့နော်ဒါကတော့စားရည်စိမ်ကိုကျွန်တော်ရည်စီးထားတဲ့အတိုင်းတောင်ပြတာခင်ဗျသူစားရည်စိမ်ထားတဲ့ဥစ္စာရည်မစေးခင်ရဆိုရင်တော့ဒါကတော့နည်းညစ်ပတ်တယ်ပေါ့ခင်ဗျာဟိုပါပေါ့စားတွေနဲ့ဘာနေလဲပေါ့နော်အခုအဲ့ဒါကိုကျွန်တော်ကခွဲလိုက်တယ်ခွဲတယ်ဆိုဒီຢာကဒီအရေကတော့ကျွန်တော်တို့သုံးလို့မရအောင်ကျွန်တော်တို့မသုံးခင်ဗျမသုံးဘူးဒီဘက်ကကြတဲ့အရေးပေါ့နော်ကျွန်တော်တို့သုံးတာကတော့ဟိုဘက်ကကျွန်တော်အခုခွဲထားတဲ့အနှစ်လုံးလေးတွေပဲနော်ဘဲဥကအဲ့လိုစားရည်စိမ်ပြီးမှဒီလိုအနှစ်လုံးလေးတွေကမာမာတင်းတင်းလေးတွေဖြစ်သွားတယ်ခင်ဗျသူရဲ့ရက်ကြာဝါရဲ့ဟိုသူ့ရက်ချင်းပြေသွားတဲ့အချိန်ကလည်းမာမာတင်းတင်းလေးတွေဖြစ်နေရတယ်အဲ့ဒါလေးကိုမှကျွန်တော်ကဟိုတလုံးချင်းခွဲပါတယ်ခင်ဗျညီမှုညီစေးပြီးလို့တုံးချင်းခွဲပြီးတော့မှလို့ဘူးလေးတွေနဲ့တိန်းထားတယ်တိန်းတာတော့မဟုတ်ဘူးเนาะဒါဘူးလေးတွေနဲ့ထည့်ထားတယ်နော်3နာကြီးကြမှာတလုံးကြီးကိုယူသုံးပါခင်ဗျဘေးဥငန်းဆိုတာကဒါကိုပြောတာပါခင်ဗျဒါအခုအလုံး100ကိုခွဲနေတာပါအလုံး100ကိုခွဲနေရပါမယ်ဟုတ်ကျေးဇူးပါခင်ဗျ